မိမတယောက်ကကြေးမှန်ကိုမြေပြင်ပေါ်ပစ်ချလိုက်ရအံ့အားသင့်စရာကောင်းအောင်မှန်ကွဲသွားပြီးမင်းရည်ဖြစ်ပြောင်းသွားခဲ့တယ်။အဲ့ဒါကိုမြင်ပြီးယောက်ျားကလည်းပကံတစ်လုံးကိုမြေပြင်ပေါ်ပစ်ချလိုက်ရမထင်မှတ်ပဲအဲ့ဒီပကံလည်းမင်းရည်ဖြစ်ကွဲသွားခဲ့တယ်။အရာဝတ္ထုတိုင်းကွဲသွားရင်မင်းရည်ဖြစ်ပြောင်းသွားတယ်ဆိုတာကိုသတိထားမိလာတယ်။အဲ့ဒီအခါယောက်ျားကဒါဟာအမှန်တကယ်ရှိတဲ့ကဘာမဟုတ်ပဲမင်းနဲ့ရေးဆွဲထားတဲ့ပကြီးကဘာတစ်ခုသာဖြစ်တယ်ဆိုတာချက်ချင်းနားလည်သွားတယ်။ဒါကိုတက်တည်ပြဖို့သူကလူတစ်ယောက်ကိုရည်ရွယ်ချက်နဲ့တိုက်လန်ထိုးချစေပြီးသူ့အနာကနေထွက်လာမဲ့သွေးလည်းမင်းရည်ဖြစ်မယ်လို့ထင်ခဲ့တယ်။ဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီလူရဲ့သွေးကအနီရောင်ဖြစ်နေတယ်။သူအံ့အားသင့်နေရင်းနဲ့သူ့ကိုယ်တိုင်ရဲ့အနာကထွက်လာတဲ့သွေးလည်းအနီရောင်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီချိန်မှာယောက်ျားကချက်ချင်းနားလည်သွားတယ်။ပကြီးထဲကိုဖမ်းဆီးခံထားရတဲ့လူတွေမှာသွေးအနီရောင်ရှိပြီးပကြီးထဲမှာမူလကတည်းကရှိနေတဲ့လူတွေကတော့သွေးစားမင်းရှိကြတာဖြစ်တယ်။ပကြီးထဲမှာသူ့မိတ်ဆွေကောင်းကိုတွေ့လိုက်တဲ့အခါယောက်ျားကစပွဲပေါ်ရှိအလှဆင်ပစ္စည်းတစ်ခုကိုဖောက်ခွဲပစ်လိုက်ရမင်းရည်ဖြစ်ပြောင်းသွားတယ်။သူ့မိတ်ဆွေကိုနိုးထစေပြီးအတူတူပကြီးကဘာထဲကနေလွတ်မြောက်နိုင်မယ်လို့မျှော်လင့်ခဲ့တယ်။မိတ်ဆွေကသဘောပေါက်လာမယ်လို့ထင်ခဲ့တယ်။ဒါပေမဲ့မိတ်ဆွေကမြေပြင်ပေါ်ရှိမင်းရည်ကိုမြင်တဲ့အခါအမအော်ပဲယောက်ျားကိုယူနေတယ်လို့ထင်သွားတယ်။ထို့နောက်မိတ်ဆွေကယောက်ျားကိုမူးသွားအောင်ထိုးပြီးချုံနှောင်ထားလိုက်တယ်။ယောက်ျားကနောက်တစ်ချိန်နိုးလာချိန်မှာတော့ပိုပြီးထူးဆန်းတဲ့အရာတစ်ခုဖြစ်ပေါ်လာတယ်။သူ့ကိုယ်သူကိုယ်ပိုင်အိမ်ထဲမှာရှိနေတာကိုတွေ့လိုက်ရတယ်။အထူးသဖြင့်အပြင်ထွက်သွားတဲ့အခါပိုပြီးထိတ်လန့်သွားတဲ့ဒီနေရာမှာရှိတဲ့လူတိုင်းဟာမနေ့ကပြောခဲ့တဲ့စကားတွေကိုပဲအတိအကျထပ်ပြီးပြောနေကြတာကိုတွေ့လိုက်ရတာကြောင့်ဖြစ်တယ်